ရန်ကုန်တိုင်းဒေသကြီးကြောက်တရားခရိုင်ဒဂုံမြို့နယ်အမှတ်1အခြေခံပညာထိပ်တန်းကျောင်းတွင်2025-2026ပညာသင်နှင့်ပညာရေးစုံညီပွဲတော်ကိုဇန်နဝါရီလ3ရက်နေ့ဒီကနေ့မှာကျင်းပခဲ့ပါတယ်။အဆိုပါအခမ်းအနားတွင်အာထာက1ဒဂုံပင်ခရအဖွဲ့ကတရုတ်ပြဖျော်ဖြေခြင်းကျောင်းပရဝဏ်အတွင်အတန်းအသီးသီးမှစီစဉ်ဆောင်ရွက်ထားတဲ့ပျော်ပွဲရှင်ပွဲများစုချင်းမြင့်ခြင်းများ Project K အဖွဲ့နဲ့အတူအာထာက1ဒဂုံတန်းဆောင်တီးရိုက်တို့ဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြတာဖြစ်ပါတယ်။သတင်းပြေဆုံးကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။ရန်ကုန်မြို့ဒဂုံမြို့နယ်အမှတ်1အခြေခံပညာထက်တန်းကျောင်းရဲ့ပညာရေးစုံညီပွဲတော်မှာကျောင်းအဆင့်ပြိုင်ပွဲမှာဆုရရှိသူ939ဆုမြို့နယ်အဆင့်ပြိုင်ပွဲမှာ85ဆုခရိုင်အဆင့်မှာ68ဆုတိုင်းအဆင့်မှာ95ဆုရှိပြီးဘိုးအဆင့်ဆုရရှိသူ15ဦးနဲ့နိုင်ငံတကာဆုရရှိသူ22ဦးစုစုပေါင်း842ဦးကိုဆုများချီးမြှင့်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်ဒီနေ့ကျင်းပပြုလုပ်တဲ့ဒါပညာရေးစုံညီပွဲတော်မှာဆုချီးမြှင့်တာကတော့ဒီစာသင်နှစ်ဖြစ်တဲ့2025-2026ပညာသင်နှစ်ရဲ့ပညာရေးပြက္ခဒိန်မှာလုပ်ငန်းတွေကိုဒါပါဝင်ရှင်ပြိုင်ခဲ့တဲ့သားရီသမီးတွေကိုဆုချီးမြှင့်တာဖြစ်ပါတယ်ဆုချီးမြှင့်တာတွေကတော့ဒါနေတူးနေမြတ်တွေမှာပြိုင်ပွဲဝင်တဲ့စာရေးစာကုန်းပြိုင်ပွဲနောက်ပကြီးပြိုင်ပွဲမှာဆုရရှိတဲ့သူတွေရဲ့နောက်ဘိုးအဆင့်မှာဆုရရှိတဲ့ ICT ကျောင်းသားကျောင်းသူတွေရဲ့နောက်အဖွဲ့လိုက်ပြိုင်ပွဲတွေဖြစ်တဲ့ဓမ္မစကြာပြိုင်ပွဲဘင်ခရာပြိုင်ပွဲနောက်ကဗျာလွတ်ပြိုင်ပွဲတွေမှာဆုရရှိတဲ့ကျောင်းသားကျောင်းသူတွေရဲ့နောက်အင်တွင်းမှုအချက်ပြုတ်ပြိုင်ပွဲမှာကလေးတွေရဲ့နောက်ကျမတို့ခွင့်ရမပြတ်တာကျောင်းတက်မှန်တဲ့ဆရာဆရာမတွေရဲ့နောက်ဒီနေ့အနေနဲ့ကတော့ဒါကျောင်းရုံးဝန်ထမ်းတွေရဲ့အခန်းကဏ္ဍကလည်းအရေးကြီးတာဖြစ်တဲ့အတွက်သူတို့တွေကိုအသိမှတ်ပြုတဲ့အနေနဲ့လည်းသူတို့ကိုစွမ်းဆောင်ရည်စုတွေလည်းချီးမြှင့်ပေးပါဖြစ်ပါတယ်နောက်ပြီးတော့ဒါဒီမိုလာတန်းအောက်ဆင့်ကျောင်းသားကျောင်းသူတွေအနေနဲ့လည်းဒါပြိုင်ပွဲတွေကိုဝင်ရောက်ရှင်ပြိုင်တဲ့လေ့ကျင့်တွေကိုရရှိအောင်လို့လည်းကျမတို့ပကြီးပြိုင်ပွဲကြပြအင်္ဂလိပ်မြန်မာပေါ့နော်ဒါပြိုင်ပွဲတွေနောက်ပြီးလို့ရှိရင်လေရေးလှပြိုင်ပွဲတွေမှာရရှိတဲ့သူတွေကိုလည်းစုတွေချီးမြှင့်သွားမှာဖြစ်ပါတယ်။ဒါ့အပြင်ဆရာဆရာမများအနေနဲ့ခွင့်ရမပြတ်တစ်နှစ်ပတ်လုံးကျောင်းတက်မှန်စုနဲ့စွမ်းဆောင်ရည်စုများကိုလည်းချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။ဒီ2025-26စာသင်နှစ်မှာတော့တန်ဆုံကလေးအသင်းဝင်အသင်းသား82ယောက်နဲ့ဖွဲ့စည်းထားပါတယ်ရှင်။အခုခေတ်မှာဆိုလို့ရှိရင်တော့ဒီကလေးတွေကဝါသနာအရပါတာရဲ့နောက်တစ်ခုသူတို့တွေရဲ့စိတ်ပါဝင်စားမှုရဲ့ဖွံ့ဖြိုးရေးပေါ့အဓိကလှုပ်ဆောင်တာပါရှင်။သမီးနာမည်ကတော့မတ်အင်နူဖြစ်ဖြစ်ပါရှင်။သမီးကတော့ Grade 10 Row 1မှာပညာသင်ကြားနေပါရှင်။သမီးကတော့ Sokarity မှာအသက်15-20အမျိုးသမီးအကဒုတိယဆုရရှိခဲ့ပါရှင်။သမီးရဲ့နာမည်ကတော့ဆောင်းဝတီလင်းထုတ်ဖြစ်ပြီးတော့ Grade 10 R4 မှာပညာသင်ကြားနေပါတယ်။လူပွဲကြီးတွေမှာအဲ့လိုတိခတ်လို့ရဖို့အတွက်ဒီတရောကဆရာတွေရောတန်ဆုံကဆရာတွေနဲ့တို့ဒီချက်တော်မြင့်တန်းရောတန်ဆုံတာဝန်ခံဆရာဆရာမတွေရောအားလုံးတင်ကြားပြသမှုကြောင့်တိခတ်နိုင်ပါရှင်တားရမယ်ကတော့ဘောက်တုတာသက်ဖြစ်ပါတယ်အခုလက်ရှိက Grade 6မှာတက်နေပြီးတော့ National ICT Awards 2025 Educational Project and Skills Competition မှာပထမဆုံးရယူပါဖြစ်ပါတယ်အမြဲတမ်းကျမတို့ဒီစုံညီပွဲတော်လေးကိုနှစ်စဉ်တိုင်းလည်းကျင်းပလာခဲ့ကြပါပြီရှင်စေစုနှစ်ကျော်ခဲ့ပြီပေါ့နော်တော်တော်လေးလည်းမိဘတွေရဲ့ဒါကပံ့ပိုးမှုအားပေးမှုလည်းအများကြီးပါပါတယ်ရှင်နောက်တစ်ခုကကျမတို့ဒီပွဲလေးမှာဆိုရင်ဒီပညာရေးတွေမဟုတ်ဘဲနဲ့ဘက်ဆောင်ထူးချွန်တဲ့ကလေးတွေပေါ့အားစကားမှာတော့၎င်းဒီနိုင်ငံတကာပွဲတွေမှာရှင်ပြိုင်ပြီးတော့အာဆီယံပွဲတွေနိုင်ငံတကာပွဲတွေမှာလည်းဆုရတဲ့ကလေးတွေပညာရေးသာမကပဲဘက်စုံပေါ့ထူးချွန်တဲ့ကလေးတွေကိုဆုပေးတဲ့ပွဲလေးပဲဖြစ်ပါတယ်ရှင်။ကျောင်းကတော့ဘယ်ချိန်မဲရောက်သူတို့အိမ်လိုပဲပေါ့နော်ကျောင်းသူကျောင်းသားဟောင်းတွေအတွက်အိမ်တစ်ခုလိုပဲနှွေးထွေးရလုံခြုံတယ်ပြီးတော့ဒဂုံတစ်ကျောင်းသူတယောက်ဖြစ်ရတဲ့အတွက်ခုံယူပါတယ်။ဒဂုံမြို့နယ်အမှတ်1အခြေခံပညာထက်တန်းကျောင်းမှာ2025-2026ပညာသင်နှစ်မှာ KG မှ Grade 12အထိကျောင်းသားကျောင်းသူဦးရေ2900ကျော်တက်ရောက်ပညာသင်ကြားလျက်ရှိနေကြောင်းသိရပါတယ်ရှင်။